ဒီကနောက်ထပ်၄ round မြောက်နော်40မြောက်မှာလဲဖြူလေးတို့အဲ့လိုပဲဒီဘက်ကနေဖုံမီ3ခုနဲ့စတက်လိုက်မယ်နော်ဖုံမီ3ခုပြီးရင်ဘေးမှာ2တိုင်မှာပဲဒါပုံမှန်တိုင်းပဲနော်ဖုံမီ3ခုကိုတစ်တိုင်လို့သတ်မှတ်မယ်ပြီးရင်ဘေးမှာ2တိုင်လာမယ်ပြီးရင်ဖြူလေးကဖုံမီတစ်ခုလာပါတယ်ပြီးရင်ဒီအလဲဖုံမီတစ်ခုနေရာလေးမှာကြာတော့တိုင်3တိုင်ပေါ့နော်ဒါလည်းပထမအဆင့်အတိုင်းပဲတစ်ပတ်လည်လုံးထိုးလိုက်လို့ရပါတယ်တစ်ပတ်လည်လုံးခွင်းထဲမှာကတိုင်ရှည်3နိုင်ဖုံမီ3ခုတိုင်ရှည်3နိုင်ဖြစ်ပြီးတော့ဂျားနေရာမှာကဖုံမီတစ်ခုနေရာမှာတိုင်3နိုင်တိုင်3နိုင်နေရာမှာဖုံမီတစ်ခုအဲ့လိုမျိုးထိုးသွားလို့ရတယ်เนาะဒါကပုံမှန် granny square ပဲဆိုတော့ဒီတစ် round လေးကိုကြော်လိုက်မယ်အဆုံးသတ်နေရာလေးကြာရင်ပြန်ပြောပြပါမယ်ဒါနောက်ဆုံးဆက်တဲ့နေရာလေးကိုရောက်သွားပြီเนาะနောက်ဆုံးဆက်တဲ့နေရာလေးမှာဖြူလေးကဒီမှာတိုင်ရှည်3နိုင်ဖုံမီ3ခုတိုင်ရှည်3နိုင်နေရာလေးမှာအဲ့လိုမဆက်ဖက်နဲ့ဖြူလေးဖုံမီ3ခုနဲ့မဆက်ဖက်နဲ့ဒီဘက်ထိပ်လေးကိုတိုင်ရှည်နဲ့လှမ်းဆက်မယ်เนาะဒီမှာခြေတစ်ခါရစ်ပြီးတော့ဒီလိုမျိုးတိုင်ရှည်လေးနဲ့လှမ်းဆက်လိုက်တာเนาะဒီမှာတိုင်ရှည်လေးနဲ့ဆက်လိုက်ပါတယ်အဲ့ဒါဆိုရင်ပြီးရင်ဖြူလေးတို့ကဒီဘက်ဘေးကို2တန်းပတ်ပါတယ်ဗာလဲတိုင်တိုလေးတွေ2တန်းပတ်တယ်ဒီအလဲမှာဖြူလေးတို့ဒီအလဲမှာဖြူလေးတိုင်ကို3တိုင်ထည့်မှာပါအဲ့တော့ဒီမှာတစ်တိုင်ထည့်လိုက်ပြီเนาะပြီးရင်2တိုင်3တိုင်ဒီလိုထည့်လိုက်မယ်เนาะဒီလိုမျိုးလေးเนาะတစ်တိုင်2တိုင်3တိုင်เนาะအကယ်၍ကိုကမမှတ်နိုင်ဘူးအဲ့လိုမျိုးဆိုရင်မှတ်ချက်လေးနဲ့မှတ်ထားပြီเนาะခဏလေးဒါကဖြူလေးစပြီးတော့ထိုးထားတဲ့3တိုင်เนาะတစ်တိုင်2တိုင်3တိုင်ဆိုတော့ဖုံမီကဒီမှာ3ခွင်းရှိနေဒီပထမဦးဆုံးခွင်းလေးမှာဖြူလေးမှတ်ချက်လေးမှတ်ထားလိုက်ပါမယ်เนาะအဲ့ဒါပြီးရင်ဒီအကုန်လုံးဒီကတစ်ခုစီမှာဖြူလေးတို့တိုင်တိုလေးတွေတစ်ခုစီထိုးရမှာเนาะဒီဘက်လေကတစ်ပတ်လေလုံးတိုင်တိုလေးတွေတစ်ခုစီထိုးရပါမယ်အဲ့ဒေါင်းနားလေးကိုပဲဖြူလေးကတိုင်တို3ခုထည့်တာပေါ့နော်ကျန်တဲ့နေရာလေးတွေကိုတော့တိုင်တိုကတစ်ခုစီပဲထည့်တာပါဒီနားလေးဆိုအကုန်လုံးတိုင်တိုတစ်ခုစီပဲဖြူလေးဒေါင်းရောက်တဲ့အထိထိုးပြမယ်နော်ပြီးရင်တစ်ပတ်လည်လုံးကိုယ့်ဘက်ကိုတိုင်တိုထိုးလာခဲ့ပါဒါကအောက်ကတကွင်းနေရာမှာတိုင်တိုတစ်ခုပေါ့နော်အဲ့လိုမျိုးတစ်ပတ်လည်လုံးထိုးရမှာပါဒီ round ကရိုးလေးပဲเนาะဒါကတိုင်တိုလေးပဲလိုက်ထိုးတာပါပြီးရင်ဖြူလေးဒီကြားထဲမှာ increase ကို3ကပေါ့နော်တိုင်ပွားလေး3ခုပွားထားရဲဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့တကယ်တော့တိုင်ပွားမဟုတ်သေးဘူးဒါကကြတော့ဒီမှာလဲဖုံမီ3ခုရှိတဲ့အတွက်ဖြူလေးတို့ကတိုင်တို3ခုထိုးလိုက်အောင်မယ်ဒီကွင်းထဲမှာအဲ့လိုမျိုးပဲเนาะဒီကဆိုရင်တစ်ပတ်လည်လုံးအောက်ကဖုံမီတစ်ကွင်းကိုတိုင်တိုတစ်ခုနှုံနဲ့တစ်ပတ်လည်လုံးထိုးလာပေးပါဖြူလေးတစ်ပတ်လည်လုံးတိုင်တိုလေးတွေထိုးလာလိုက်ပါပြီအဲ့ချိန်မှာဘယ်လောက်ရှိမလဲဆိုရင်ဖြူလေးတို့ဒေါင်း4ဒေါင်းကတိုင်တို3ခုစီဆိုတော့4 3 4က12ဒီကနေဒီထီက15ရှိတယ်တိုင်တိုလေးကအဲ့တော့15လေးလီက15လေးလီက60ဆိုတော့60ရဲ့12ရဲ့ပေါင်းတော့အားလုံးပေါင်း82တိုင်ရှိပါတယ်ကဲရည်ကြည့်လိုက်နော်တိုင်တိုလေး82တိုင်မပြည့်ရင်ထပ်ထိုးရမှာတိုင်တိုလေး82တိုင်မပြည့်ရင်ပြင်ထိုးပါလိုတာတွေပိုတာတွေအိမ်မှာပြောပါမယ်နော်အဲ့ဆိုရင်ဖြူလေးတို့ဒီဟာလေးပြီးလို့ရှိရင်ဒီမှာနော်အခုမှတ်ချက်လေးချိန်ထားတဲ့နေရာမှာရှက်ကော်လေးနဲ့သွားဆက်လိုက်ပါအဲ့ဒါပြီးရင်နောက်တစ် round စပါပြီဒီတစ် round မှာ82တိုင်ရှိရမယ်နော်82တိုင်ထပ်ပို့လို့လည်းမရဘူးလို့လည်းမရဘူးသူကကွက်တီမို့လို့နော်ကဲနောက်တစ် round စပါပြီနောက်တစ် round မှာဖြူလေးဒီ3ခုနေရာမှာအလဲတစ်ခုကိုဖြူလေး3ခုပွားမယ်ဒီမှာ3တိုင်ရှိတယ်နော်ဒီကွင်းထဲမှာကဲပထမဆုံးတစ်တိုင်မှာတိုင်တိုတစ်ခုပဲဒါပထမဆုံးတိုင်ရဟုတ်ပြီနော်အဲ့ဒါပထမဆုံးတိုင်ဖြူလေးမှတ်ထားမယ်နော်ဒီမှတ်ချိန်နဲ့ပြီးရင်ဖြူလေးကတိုင်တိုအခွင့်ရည်ပြီးတော့ပြန်ပြီးမှားလားမှန်လားဆက်ခိုင်းအောင်ပါနော်အဲ့ဒါပြီးရင်ဖြူလေးဒီအလဲတိုင်ကိုဖြူလေး3ခုထည့်ပါမယ်တစ်ပေါက်ထဲကို3ခုထည့်တာနော်တစ်ပေါက်ထဲကိုတိုင်တိုလေး3ခုပါဒီလိုမျိုးပါဖြူလေးတို့ W လို့လည်းခေါ်ပါတယ်ဒါပေမဲ့ပြောပြအောင်နော် W ပုံစံလေးမဟုတ်လို့ increase ကိုမှ3ခု3ခုထိုးတဲ့ increase ပေါ့နော်ဒါလေးကပြီးရင်အဲ့ဒါတိုင်ပွားလို့လည်းခေါ်ရပေါ့နော်ကျန်တဲ့ဟာလေးတွေကတော့တိုင်တိုလေးတစ်ခုစီပဲเนาะအားလုံးပေါင်းတိုင်တိုတစ်ခုစီပဲလာမှာပါအားလုံးပေါင်းဒီပထမ round မှာ82ခုရှိခဲ့တယ်เนาะတိုင်တိုကအဲ့တော့နောက်တစ် round ဆိုရင်ဖြူလေးတို့ကဘယ်လောက်ရှိမလဲ2ခုစီထပ်တိုးသွားတာဒီတောင်လေးတွေမှာ2ခုတိုးမယ်ကျန်တာတော့အတူတူပဲတောင်လေးတွေမှာဒီမှာတတိုင်ကို3ခုစာပွားတဲ့အတွက်2ခုစီပို့သွားမယ်အဲ့တော့8ခုပို့သွားတဲ့အတွက်ဖြူလေးတို့80ရှိရပါမယ်เนาะအားလုံး
တိုင်တို80ရှိရပါမယ်ဒီ round မှာဖြူလေးဒီဟာလေးကိုအလဲနေရာလေးကိုတစ်ချက်ဒီဘက်ရောက်တဲ့အထိခဏထိုးပြအောင်မယ်နော်နင်းမို့ဆိုဘလို့ဖြစ်သွားတာလဲဘလို့တိုးသွားတာလဲမသိမှာဆိုလို့ပါဒါကပုံမှန်အတိုင်းတိုင်းစီပဲเนาะကျန်တာလေးတွေကတိုင်းတိုတိုင်းစီပဲဒီအလဲနေရာကတိုင်းဖုံမီ3ခုနေရာလေးကိုတိုင်းတိုလေးတွေ3နိုင်ပွားထားရလေပထမ round မှာအဲ့နေရာလေးမှာဖြူလေးတို့ကအခုအလဲတိုင်လေးကိုပဲပွားမှာပါเนาะဘေးနှစ်တိုင်ကဒီတိုင်းပဲတစ်ခုစီပဲထုံမှာကဲရောက်ပါပြီဖြူလေးပြမယ်เนาะဒီမှာเนาะ3တိုင်ရှိရယ်เนาะ3တိုင်မှာဖြူလေးပထမတိုင်ကိုဒီတိုင်းပဲထိုးလိုက်မယ်ဒုတိယမြောက်တိုင်ကိုဖြူလေးတတိုင်ထဲမှာ3ခုထိုးတာပါတတိုင်ထဲမှာတိုင်တိုလေး3ခုပွားပါတယ်เนาะအဲ့ဒါလေးပြီးရင်ကျန်တဲ့ဟာကတော့တတိုင်စီပဲဆက်ထိုးပါအောင်မယ်เนาะအဲ့တော့ဒေါင်လေးတောင်လုံးမှာအလဲတိုင်လေးကိုပွားတာเนาะကျန်တဲ့နေရာလေးတွေကိုတတိုင်စီပဲထိုးမှာဆိုတော့ဖြူလေးတို့အဆုံးထိထိုးပြီးရင်အဆုံးတန်နာလေးကိုတစ်ချက်ပြန်ပြောပေးမယ်เนาะအဆုံးတန်နာကိုခြေစားတက်တဲ့ပုံလေးကိုပြန်ပြောပေးပါမယ်ဒါကနောက်ဆုံးဒီဟာရဲ့နောက်ဆုံး round เนาะဒီ granny square ရဲ့နောက်ဆုံး round လေးပါအဲ့ဒါအားလုံးပေါင်းတိုင်တိုအခု80ရှိရပါမယ်เนาะဒါဖြူလေးနောက်ဆုံးနေရာလေးရောက်နေပြီပေါ့เนาะကဲနောက်ဆုံးနေရာလေးရောက်ရင်ဖြူလေးဒီလိုလေးဖြစ်နေပြီခြေလေးอ่ะเนาะအဲ့ဒါဆိုရင်ဖြူလေးခြေဖြတ်ပါတယ်ခြေဖြတ်ပြီးတော့ဒီမှာမှတ်ထားတဲ့အမှတ်ကျိတ်လေးเนาะအဲ့မှတ်ကျိတ်လေးနေရာကိုဝင်မှာเนาะခွင်းကခြေဖြတ်ပြီးဒီလိုဆွဲထုတ်ပြီးတော့ဒီခွင်းကိုအနောက်ထဲကနေအရှေ့ကိုထည့်လိုက်တယ်ပြီးရင်ဒီလိုမျိုးကြိုးကိုဆွဲလိုက်တယ်ပြီးရင်ဒီနေရာလေးเนาะဒီမှာတစ်ဖက်လေးလွတ်နေပြီเนาะအဲ့ဒါဖြူလေးတို့အခုနကဒီခြေကိုထုတ်ထားတဲ့ခွင်းအဲ့ခွင်းကိုဒီလိုနှစ်ခွင်းစာเนาะနှစ်ခွင်းစာဝယ်မယ်အနောက်မှာသူကခွင်းလေးတစ်ခွင်းရှိတယ်ဒီလိုလေးအဲ့ခွင်းလေးတွေကိုပြန်ဆွဲထည့်လိုက်တာပါဒါကလေဆက်ရလေးမထင်အောင်ဖြူလေးတို့နည်းနည်းလေးလှအောင်လုပ်လိုက်တာเนาะကဲအဲ့ဒါဆိုရင်ဒါလေးလည်းဖုံမီပုံစံလေးဖြစ်သွားပြီเนาะအဲ့ဒါဆိုရင်ဒါလေးကခြေစာသိမ်းပါသိမ်းပြီးရင်ဒီဟာ granny square လေးထိုးတာပြီးပါပြီဒါကအရှိမျက်နှာစာပါအားလုံးဘယ်လောက်ရှိရမလဲဆိုရင်ဒီဖုံမီခွင်းလေးတွေကိုရင်အခု80ရှိရပါမယ်ဒီ round ပြီးတဲ့အချိန်မှာဒီလေးတို့ကပုံမှန်ဆိုရင် granny square ဒီတိုင်းဆိုရင်တော့တိတ်မလိုအပ်ပဲမဲ့အခုအိတ်ထိုးနေတာ granny square နှစ်ချက်ထပ်တာမဟုတ်ဘဲနဲ့ဒီလိုမျိုးဖြစ်ဒီလိုထပ်မှာဖြစ်တဲ့အတွက်ညီဖို့လိုပါတယ်အဲ့တော့ဖြူလေးဖုံမီ80လိုပါတယ်เนาะဟိုဟာတိုင်တို80လိုပါတယ်တိုင်တိုလေးက80ရှိရပါမယ်ပြီးရင်ဖြူလေးတို့ဒီကအနောက်ဖက်လေးကိုအိမ်နောက်ဖက်လေးထိုးတာလေးတွားလိုက်ကြစို့เนาะအိမ်နောက်ဖက်လေးထိုးဖို့ဆိုရင်